ကြံရဲ့အတွင်းမှာအပူတွေအဆက်တွေအများကြီးစားမယ်အချိုရည်တွေအများကြီးတောင်းမယ်ရာသီဥတုကလည်းပူအေးများတဲ့အတာရည်တွေနဲ့ပျော်ပါနေပေမဲ့ကိုယ့်ရဲ့အသေးလေးကပင်ပန်းနေပြီဆိုတာကိုမိတ်ဆွေတို့သတိထားမိပါသလားအသားအရည်တွေရားရန်လာတာညာဘက်နံရိုးအောက်ကနေမှနာကျင်လာတာဗိုက်ကြီးတစ်ခုလုံးရင်ပြည့်ရင်ငယ်ဖြစ်လာတာဒါတွေကကိုယ့်ရဲ့အသေးကအချက်ပြနေပြီဆိုတာမိတ်ဆွေသိပါသလားတင်းညံရဲ့အတွင်းမှာအပူဒဏ်အစီအစိတ်နေနဲ့အချို့ရည်တွေကြောင့်ကိုယ့်ရဲ့အသေးပင်ပန်းနေပါတယ်အသားရည်တွေရုတ်တရက်ရလာတာအိယာထားရင်နှုံးနေရကကိုယ့်ရဲ့အသေးကအစိတ်တောက်တွေကိုမနိုင်တော့လို့အကူအညီတောင်းနေတာပါပထမဆုံးလုံးဝမှာကရေဓာတ်ကိုအမြန်ဆုံးဖြည့်ရမယ်ရေထဲမှာတံမြာသီးစိတ်လေးတွေကိုထည့်တောက်တာကအသေးရဲ့ phase 2ဖြစ်တဲ့ detoxification enzyme တွေကိုလှုပ်ဆော်ပေးပါတယ်ဒုတိယအနေနဲ့ကခါးတဲ့တက်စာတွေကိုစားရမယ်။ကြက်ဟင်းကားသည်ဒါမှမဟုတ်ရင်ကစုံရက်မှာပါတဲ့ drug ပေါင်းတွေကအသေးတွေကအပူတက် hepatic heat ကိုတိုက်ရိုက်ကျစေပါတယ်။တတိယအနေနဲ့ကတော့ကိုယ့်ရဲ့အသေးလေးကိုအနားပေးလိုက်ပါ။နောက်ထပ်3ရက်လောက်ကိုအစီအဆက်နဲ့အသားတွေကိုလျှော့ပြီးတော့တဘာဝဟင်းနှီးဟရွက်တွေကိုဦးစားပေးပြီးစားမယ်။ရေများများတောက်မယ်။ကိုယ့်ရဲ့အသေးကျမ်းမာမှာအသားရည်တွေကြည်လင်ပြီးဒီကိုယ်လုံးလန်းဆန်းလာမှသိကြပါတယ်အသေးအပူကျစေမယ့်အချက်လက်တွေကိုလည်းမိတ်ဆွေတို့ပြောပြပြီးပြီတကြံလဲကဲပြီးပြီဆိုတော့ကိုယ့်ရဲ့အသေးလေးကိုဂရုစိုက်လိုက်ရအောင်